စာမူရိုင်းတွင်ထုံးကားတဲ့ကြောင်တိုင်းပြည်တစ်ခုမှာရှိုးကန်တွေအုပ်ချုပ်တဲ့အချိန်တုန်းကရှိုးကန်ကြီးရဲ့မျက်နှာသာပေးမှုကိုလိုလားတဲ့မြို့တစ်မြို့အကြီးကဲကြောင်တစ်ကောင်ရှိပါတယ်။အဲကြောင်ရဲ့နာမည်ကတော့အေကချူဖြစ်ပြီးအိုဂါဆိုတဲ့စာမူရိုင်းကတော့သူ့ရဲ့တက်တော်ဆောင်ဖြစ်ထားရနေစီရသွားတဲ့ကြောင်တစ်ကောင်ပဲဖြစ်ပါတယ်။အေကချူကရှိုးကန်ရဲ့မျက်နှာသာမေးမှုရမှုအတွက်ရှိုးကန်ကြီးအတွက်နန်းတော်တစ်ခုဆောက်လုပ်ပေးနေရဖြစ်ပြီးနန်းတော်ကိုလည်းအလှပဆုံးပြင်ဆင်နေပါတယ်။ဒါပေမဲ့သူ့အတွက်ပြဿနာတစ်ခုရှိနေရတော့နန်းတော်ရဲ့ပတ်ဝန်းကျင်ရဲ့လှပမှုကိုကြည့်ရှုခံစားတဲ့နေရာမှာကကောက်မှုကြိုဆိုတဲ့ရွာတွေကအကြီးတက်နေရလို့ခံစားစေတာပါ။တိုင်းပြည်မှာရှိတဲ့ရွာတွေမှာတော့ကြောင်စာမူရိုင်းတစ်ကောင်စီစောင့်ရှောက်ကြရကြောင်းအေကချူကကကမူချိုရဲ့စာမူရိုင်းကိုရှင်းဖို့အတွက်အိုဂါကိုအမိန့်ပေးလိုက်ပါတယ်။ဒါကြောင့်အိုဂါကကြောင်နင်ဂျာတွေဆေလွတ်ခဲ့ပြီးရွာသူရွာသားတွေကလည်းစာမူရိုင်းကိုဖျက်ဆီးသူတွေလာကြောင်းပြောခဲ့ပြီးနင်ဂျာတွေကစာမူရိုင်းကိုတပ်ဖို့လာတာလို့ချင်းချောက်တဲ့အခါမှာတော့စာမူရိုင်းကသွေးကြောင်ကတချို့လည်းပြေးသွားပါတော့တယ်။လုံးနဲ့နင်ဂျာတွေလက်ချက်ကြောင့်ရွာသားတွေရုံးရင်းဆန်ကပြေးကြရပြီးနင်ဂျာတွေပြန်သွားတဲ့အချိန်မှာတော့စုဝေးကကြံထုတ်ကြပါတော့တယ်။နောက်ဆုံးမှာတော့ကြောင်တွေကအရင်စာမူရိုင်းတွေကိုရှိုးကန်ကြီးစီကရတာဖြစ်တာကြောင့်စာမူရိုင်းတစ်ကိုလည်းရှိုးကန်ကြီးစီကတောင်းဖို့အတွက်ကြံရသွားကြပါတယ်။နန်းတော်ရဲ့ညီလာခံမှာတော့ရှိုးကန်ကတိုင်းပြည်ရေးရာတွေဖြစ်တဲ့ကြောင်ကုတ်ရောကကြောင်တွေတိုက်ခိုက်ကြတဲ့ဖြစ်ရတွေနဲ့နယ်စပ်မှာခွေးတကောင်နေကြော်ကမစင်စွန်းတဲ့ဖြစ်ရအတွက်တိုင်ပင်ဆွေးနွေးနေပြီးကာကာမူချိုကစာတစောင်ကိုလက်ခံရရှိခဲ့ပါတယ်။ဒါကြောင့်ရှိုးကန်ကစာမူရိုင်းတစ်ခန်းဖို့အတွက်အေကချူကိုကြောင်ဆက်သွေးဖုံးနဲ့အမြန်ဆုံးဆက်သွယ်ခဲ့ပါတယ်။ကြောင်ဆက်သွေးဖုံးကတော့အရင်ရိုးရှင်းပါတယ်။ရှိုးကန်ရဲ့နန်းတော်ကနေအေကချူရဲ့နေရာထိဆက်သွယ်ရေးကြောင်တွေထားကတောတောင်ရေးမြေအစင်းစင်ထားရှိပြီးတကောင်စကားတကောင်ပြန်ပြောကဆက်သွယ်ကြတာပါရှိုးကန်စီကဖုံးလာတဲ့အခါမှာတော့အေကချူကချီမွန်မြောက်ပင်ကပြောဆိုနေပြီးရှိုးကန်ကတော့ကကမူချိုကိုစာမူရိုင်းတစ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်အေကချူရဲ့နန်းတော်မှာတော့တရားမဝင်လာနေထိုင်တဲ့ခွေးတကောင်ကိုတေတံပေးဖို့စီရင်နေတဲ့အချိန်အေကချူကလည်းအញ្ញံဆုံးစာမူရိုင်းကိုဘယ်မှာရှာမလဲအကြံထုတ်နေပြီးခွေးကသူကကြောင်တိုင်းပြည်ကိုစာမူရိုင်းဖြစ်ချင်လို့လာကြောင်းကိုအော်ဟစ်ပြောတဲ့ကိုကြားလိုက်ပါတယ်အဲ့ဒီခွေးရဲ့နာမည်ကတော့ဟန်ပါဒါကြောင့်အေကချူကချက်ချင်းဆိုသလိုအကြံတစ်ခုပေါ်လာပြီးဟန်ကိုတေရန်ချမဲ့ခြင်းကနေပြင်ကိုသိမ်းလိုက်ပြီးကကမူချိုရဲ့စာမူရိုင်းဖြစ်ခန့်ရဲ့အကြောင်းပြောကခွက်လွတ်ပေါ်မှာစာမူရိုင်းတစ်စိတ်ချစ်ပေးလိုက်ပြီးတရားဝင်စာရဲနဲ့အတူကကမူချိုကိုလွတ်လိုက်ပါတယ်အေကချူရဲ့အကြံကတော့ကြောင်တွေရဲ့ရွာတွေမှာခွေးတွေမုံရကြောင်းစာရီပါကတ်ထားပြီးဝင်လာရင်အရေးကွန်စုံမှာဖြစ်တာကြောင့်တရားဝင်စာမူရိုင်းကိုတတ်မိတဲ့အခါအေကချူကရွာသားတွေကိုတရားဝင်အမိန့်ချတေရန်စီရင်ပြီးရွာကိုရှင်းထုတ်ဖို့ကြံထားတာပဲဖြစ်ပါတယ်ရွာထဲမှာတော့ကြောင်တကောင်ကတနက်တက်လက်ကိုတခြားကြောင်တွေကိုရှင်းပြနေပြီးကြောင်တကောင်ကတေနိုင်လားမေးတာကြောင့်တနက်ပိုင်ရှင်ကတနက်ကြောင်တွေကမသိနိုင်မဲ့ကားနဲ့ဆက်စုကျင်သိကြောင်ပဲသိတာလို့ပြန်ပြောခဲ့ပါတယ်။လုံးနဲ့ဟန်ကရွာရဲ့ခက်လန်းလန်းကိုရောက်တဲ့အချိန်မှာတော့ကြောင်တွေလက်ကျိုးစိုးဖို့တီဝိုင်းနဲ့အတူပြင်ဆင်ခဲ့ကြပြီးစာမူရိုင်းတစ်ကခွေးပြစ်နေမှန်းသိတဲ့အခါမှာတော့ဝိုင်းသမားဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါကြောင့်ဟန်လည်းထွက်ပြေးခဲ့ရပြီးတနေရာရောက်မှာတော့ဒေယိုးစာမိကလဲကျသွားခဲ့ပြီးကြောင်တကောင်က6ချက်ကုတ်ကတက်ဖို့ပြောနေတဲ့အချိန်မှာပဲတရားဝင်စာရွက်ကိုကြောင်ပေါလေးတကောင်ကတွေ့သွားခဲ့ရကြောင်းကြောင်တွေလည်းလက်ခံလိုက်ရပါတယ်။ဒီလိုနဲ့ကြောင်တကောင်ကတက်လို့မရရင်တော့မုံလို့ရသေးကြောင်းပြောတဲ့အခါကြောင်တွေအားလုံးလည်းဟန်ကိုမုံကလှစ်ထွက်သွားကြပါတယ်။အဲ့နောက်ဟန်လဲစာမူရိုင်းနေထိုင်မှုတိစောက်ထားတဲ့စာမူရိုင်းအိမ်ကိုတွားခဲ့ပြီးအထဲကိုဝင်ခဲ့ပါတယ်။အထဲရောက်တဲ့အခါမှာတော့အရက်ဆွဲနေတဲ့ကြောင်တကောင်ကိုတွေ့ခဲ့ပြီးဂျင်ဘိုလို့ကြောင်ကမိတ်ဆက်ခဲ့ပါတယ်။ဟန်ကတော့သူကကကမူချိုကိုတာဝန်ကျလာတဲ့စာမူရိုင်းလို့ပြောနေတဲ့အချိန်ရွာထဲကိုစိုးသွန်းနေကြတဲ့ထောက်ဝင်လာပြီးရွာကလူတွေကိုနှိပ်စက်နေပြန်ပါတယ်။ဂျင်ဘိုကစာမူရိုင်းတယောက်အနေနဲ့လက်ပိုက်ကြည့်မနေသင့်ဘူးလို့ပြောခဲ့ရကြောင်းနင်ဂျာတွေနဲ့တိုက်ခိုက်ဖို့ထွက်လာခဲ့ပြီးရပ်ဖို့ပြောတဲ့အခါထိုးခန့်နေရတဲ့ကြောင်မကြီးကကြောင်တွေကိစ္စခရိတ်နဲ့မဆိုင်တာမှုထိုးနေတဲ့ကြောင်တွေကိုတော်တယ်လို့ပြောကဆက်ထိုးခိုင်းခဲ့ပါတယ်။ဟန်ကပြောလို့မရတဲ့ဆုံးဓာတ်ထုတ်ဖို့ပြင်တဲ့အချိန်မှာတော့ဘောင်းမီကျွတ်ကျသွားတဲ့အပြင်ကြောင်တွေအမှောက်သိပ်တာပါခံလိုက်ရပြီးမင်မျောသွားခဲ့ပါတယ်။ညောက်တဲ့အခါမှာတော့ပြန်နိုးလာခဲ့ပြီးဂျင်ဘိုကပြန်ဖို့ပြောခဲ့ပေမဲ့ဟန်ကညင်းနေရကြောင်းဂျင်ဘိုကဘာလို့စာမူရိုင်းဖြစ်ချင်တာလဲလို့မေးခဲ့ပါတယ်။ဟန်ကသူတို့မျိုးရဲ့အစိုးဆုံးရက်ွက်မှာနေရတဲ့သူဖြစ်ပြီးအမြဲအနိုင်ချင်းခံရသူပါ။လုံးနဲ့တရက်မှာသူ့အနိုင်ချင်းခံရတဲ့အချိန်ကြောင်စာမူရိုင်းတစ်ကောင်ကရောက်လာကသူ့ကိုကူညီသွားခဲ့ပြီးအဲ့ဒီကြောင်စာမူရိုင်းလို့ဖြစ်ချင်ကြောင်းပြောကစာမူရိုင်းမေးနေခဲ့တဲ့ဓာတ်ကိုထုတ်ပြခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဂျင်ဘိုကအဲ့ဒီဓာတ်ကိုပျောက်သွားတာကြာပြီဖြစ်ပြီးပြန်ယူခဲ့လို့ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာတော့ဂျင်ဘိုကကြောင်စာမူရိုင်းတစ်ကောင်ဖြစ်ကြောင်းဟန်သိသွားခဲ့ပါတယ်။ဒါကြောင့်ဟန်ကသူ့ကိုစာမူရိုင်းဖြစ်အောင်သင်ပေးဖို့ပြောခဲ့ပြီးဂျင်ဘိုကညှင်းလိုက်တာကြောင့်ဟန်လည်းစိတ်ဆိုးကပြင်ကိုထွက်သွားခဲ့ပါတယ်။ဂျင်ဘိုခန်းထဲကိုဝင်တဲ့အခါမှာတော့ကြောင်ပေါလေးတစ်ကောင်ကဟန်ကိုစာမူရိုင်းဖြစ်အောင်သင်ပေးတင်တယ်လို့ပြောနေပေမဲ့ဂျင်ဘိုကညင်းနေရကြောင်းစာမူရိုင်းရဲ့စီးမြင့်တွေကိုမေ့နေပြီလားလို့ပြောခဲ့ရကြောင်းဂျင်ဘိုလည်းသင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျင်ဘိုကဟန်နဲ့စာမူရိုင်းစာချုပ်ကိုချုပ်ခဲ့ပြီးစာချုပ်ထဲကစီးမြင့်တွေကိုဖောက်ခဲ့ရင်တော့အိမ်မြန်ရမယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ဂျင်ဘိုကဟန်ကိုဒိုရချောင်းပေးခဲ့ပြီးပြန်ချဖို့ပြောကလေ့ကျင့်ခဲ့ပြီးဝက်လုံးတွေကိုနင်းတာမြစ်တွေကိုဖျက်ခိုင်းတာကျိုးများနဲ့တစ်ဖက်ကန်းကိုပစ်ခိုင်းပြီးကူးခိုင်းတာနေရမြင့်ကြီးကိုရအောင်ကြော်ခိုင်းတာတကယ်လို့ကြားခဲ့ရင်တော့ခြေထောက်နဲ့ကြားခိုင်းတာစတဲ့လေ့ကျင့်ခန်းအစုံကိုသင်ပေးနေပါတယ်။ဒါပေမဲ့ဟန်ကလိုက်မမီဖြစ်နေပြီးအကြိမ်များစွာရှုံးနေရကြောင်းဂျင်ဘိုကိုအပြစ်တင်ကစာမူရိုင်းဖြစ်အောင်တကယ်လုပ်ပေးနိုင်လို့လားလို့ဂျင်ဘိုကိုမေးခဲ့တာကြောင့်ဂျင်ဘိုကလူတယောက်ရဲ့ပင်ကိုရည်ချင်းကိုပဲထက်မြအောင်တွေးပေးတတ်ပြီးပြောင်းလဲတာကိုတော့သူမလုပ်တတ်ဘူးလို့ပြောခဲ့ပါတယ်ဟန်ကတော့ဂျင်ဘိုကိုစာမူရိုင်းဟုတ်ရဲ့လားလို့ထက်မှန်စကနာထိုးခဲ့ရကြောင်းဂျင်ဘိုကပီဇာမှာပါဝင်တဲ့ပစ္စည်းတွေကိုဓာတ်နဲ့လေးပေါ်မှာပလှီးကအကွက်ချုပ်ထုတ်ပြလိုက်ပါတယ်အဲ့ဒီချိန်မှာဟန်ကယုံကြည်သွားပြီးဘာတွေဖြစ်ခဲ့တာလဲလို့မေးခဲ့ရကြောင်းဂျင်ဘိုကပြောပြခဲ့ပါတယ်ဟိုးတစ်ချိန်ကအမက်ကြီးတိုရှီရိုတိုင်မွန်စီမှာဂျင်ဘိုကခေါင်းဆောင်ဖြစ်ခဲ့ဦးပါတယ်
လုံးနဲ့ညင်းတဲ့တညမှာတော့အရေးပေါ်အစည်းအဝေးခေါ်ခံရတာကြောင့်ဂျင်ဘိုတို့တွားခဲ့ကြပြီးအဆောက်အဦတစ်ခုထဲရောက်တဲ့အခါမှာတော့ပတ်ဝန်းကျင်ကအမောင်ကျနေပြီးဂျင်ဘိုကစစ်သေးကခြုံကိုတိုက်ခိုက်ခံနေရပြီလို့ယူဆကအကုန်လုံးကိုတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ခြုံကိုတိုက်ခိုက်ခံရတာမဟုတ်ပဲအမတ်ကြီးအတွက် surprise ဖြစ်အောင်ပြင်ဆင်ထားတဲ့ပွဲပြင်မှန်မီးပွန်လာတဲ့အချိန်မှာတိလိုက်ရပါတယ်။ဂျင်ဘိုကမွေးနေ့ပွဲကိုဖျက်မိလိုက်ရုံနဲ့မကပဲအမတ်ကြီးရဲ့ရောက်ကတိကိုပါတင်းကွက်မိလိုက်တဲ့ကြောင့်အရှက်ရခဲ့ပြီးနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ဟန်ကိုပြောပြခဲ့ပါတယ်။ဟန်ကတော့တယောက်ကိုတယောက်ကူညီကြမယ်လို့ပြောခဲ့ပြီးဂျင်ဘိုကတော့အိမ်ပြန်ရောက်တဲ့အခါစာမူရိုင်းစာအုပ်ကိုဖက်ကလေ့လာနေပြီးနောက်ဆုံးမှအကြံတစ်ခုရသွားခဲ့ပါတယ်။အဲ့ဒါကတော့ဟန်ကိုကြောင်လုံးပုံစံပြောင်းမပေးတော့ပဲပိုကောင်းတဲ့ခွေးဖြစ်အောင်တင်ပေးဖို့ပါ။ဒီလိုနဲ့ဟန်ရဲ့မျက်လုံးကိုပဝါစီးကအကြားအာယုံအနက်ခံအာယုံတို့ကိုစမ်းသပ်ခဲ့ပြီးအဲ့အပိုင်းမှာခွေးတွေကပူတာကြောင်တီးခဲ့ရပါတယ်။ဝလုံးနေနဲ့မြစ်ကိုကူးခိုင်းတဲ့အချိန်မှာလဲဟန်ကကြောက်နေရကြောင်းကြောက်စိတ်ကဟန်ကိုအနိုင်မယူခင်ကြောက်စိတ်ကိုဟန်ကအနိုင်ယူရလိမ့်မယ်လို့တင်ပေးခဲ့ပြီးနေရန်ကိုကြော်ခိုင်းတဲ့အချိန်မှာလဲဟန်ကမြေကျွန်းတူးကဖျက်ကျော်ခဲ့ရကြောင်းဂျင်ဘိုကသဘောကျသွားခဲ့ပါတယ်။နန်းတော်ထဲမှာတော့ရှိုးကမ်းမလာခင်ရုပ်ထုအပီးမသက်နိုင်မှာကိုအေကချူကစိုးရိမ်နေပြီးကာမူချိုကလူတွေကလည်းထွက်မသားသေးရကြောင်းစူမိုကိုလှုပ်လိုက်ဖို့အိုကာကိုအမိန်ပေးခဲ့ပါတယ်။လုံးနဲ့တရက်မှာတော့ဝက်ပေါက်လေးတစ်ကောင်ကိုစီးလာတဲ့အေယာမတ်ကြောင်ကြီးကရွာထဲကိုဝင်လာခဲ့ပြီးစိုက်နှဆိုင်ကိုဝင်ရောက်တောင်းကျမ်းပါတော့တယ်။ဒါကြောင့်ကြောင်ပေါက်လေးအမ်မီကိုကဟန်ကိုနှိမ်နေမှုလာရောက်ခေါ်ခဲ့ပြီးဂျင်ဘိုကတော့ဟန်ကအသက်မဖြစ်သေးရကြောင်းမဆိုင်သေးဘူးလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အမ်မီကိုကသူ့ဘော်ဒါတွေကိုဓာတ်သက်ခိုင်းကစူမိုရှိရာသည်ထွက်လာခဲ့ပါတယ်။အမ်မီကိုကစူမိုနဲ့တိုက်ခိုက်ကအလင်းမြရှောင်းနိုင်နေပြီးအမ်မီကိုလဲကျတဲ့အချိန်မှာတော့ဟန်ကရောက်လာခဲ့ပြီးအမ်မီကိုသူ့မေသည်ပေးကစူမိုကိုညှိနှိုင်းကအပန်းခံဖို့ပြောခဲ့ပြီးစူမိုကတိုက်ခိုက်ခဲ့ရကြောင်းဟန်လွန်းစင်သွားတဲ့အချိန်မှာတော့ပဲသိန်းတောင်တွေကစူမိုဒီကတ်သွားခဲ့ပါတယ်။ပဲသိန်းနဲ့မတည့်တဲ့စူမိုရဲ့မျက်နှာကတော့ချက်ချင်းရောင်လာခဲ့ပြီးရေးစိမ့်ကပဲသိန်းကသူနဲ့မတည့်ကြောင်းပြောကဟန်ကိုပြန်တိုက်ခိုက်ခဲ့ပါတယ်။ဂျင်ဘိုကတော့ဟန်စတင်တိုက်ခိုက်ကြတဲ့ကရောက်ရှိနေရဖြစ်ပြီးခွန်အားကိုအုံနောက်နဲ့အနိုင်ယူဖို့ဟန်ကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့ဟန်ကြီးပဲအသိခံနေရကြောင်းဂျင်ဘိုလည်းပဲသိန်းနောက်တွေကိုစူမိုပါဇက်ထဲရောက်အောင်ပစ်ခဲ့ပြီးဟန်ကတော့စူမိုကောင်းပေါ်တက်ကနရွက်တွေကိုဆွဲခဲ့ပါတယ်။ဒီလိုနဲ့စူမိုလဲကျသွားတဲ့အချိန်မှာတော့ဟန်ကသူ့အနိုင်ယူလိုက်နိုင်ပြီလို့ပြောခဲ့ရကြောင်းဂျင်ဘိုကလက်ခံပြီးစူမိုကိုစေးကန်းစီအရင်ပြအောင်လို့ပြောခဲ့ပါတယ်။ညောက်တဲ့အခါမှာတော့စူမိုကသူ့ကိုဘယ်သူမှဖော်ယူစွာမဆက်ဆံခဲ့ဘူးတာကြောင့်ဟန်ကိုသဘောကျနေပြီးဟန်နဲ့တူကာမူချိုမှနေသွားမယ်လို့ပြောနေပါတယ်။ရွာတွေကကြောင်တွေကလည်းတခြားကြောင်တွေမမြင်အောင်ပုံးကွက်ကလက်ဆောင်တွေလာပေးကြပြီးဂျင်ဘိုကတော့စောစောနားယူဖို့ပြောတဲ့အခါဟန်ကသူကနာမည်ကြီးနေရဲ့အတော်ဆုံးစာမူရိုင်းဖြစ်နေပြီလို့ပြောခဲ့ရကြောင်းဂျင်ဘိုကဟန်ကိုဘဝမမြင့်မို့နဲ့ဘဝမြင့်ရင်အကြနာတတ်တယ်လို့ဆုံးမခဲ့ပါတယ်။နန်းတော်မှာတော့အေကချူကနောက်ထပ်ကြောင်နင်ဂျာတွေလွတ်ကရွာကိုဖျက်ဆီးဖို့ပြောနေပေမဲ့ဟန်ကစူမိုကိုအနိုင်ယူလိုက်တာကြောင့်ကြောင်နင်ဂျာတွေကမတော်ရဖြစ်နေရဲ့လို့အိုဂါကပြောခဲ့ပြီးအေကချူလည်းသူကိုယ်တိုင်ကင်တွယ်တော့မယ်လို့ပြောခဲ့ပါတယ်။နောက်တစ်နေ့မနေ့မှာတော့ဟန်နဲ့စူမိုတို့အနားယူနေပြီးစက်ကူခောက်တာပါရမီပါတဲ့အမီကိုကဟန်ကိုပုံတူအယုံလေးတယောက်ပေးနေတဲ့အချိန်ဂျင်ဘိုရောက်လာကအောင်မြင်မှုတေးသေးလေးရတာနဲ့ပန်းနိုင်ကိုရောက်တာမဟုတ်သေးဘူးလို့ပြောကလေ့ကျင့်ဖို့ခိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအေကချူရောက်လာပြီးဟန်ကိုမြို့ရဲ့ VIP တောင်လာကုန်မရှိတဲ့အကောင်းဆုံးကလပ်စီလာဖို့ဖိတ်ခေါ်ခဲ့ပြီးဂျင်ဘိုရဲ့စကားတွေကိုမယုံကြည်ဖို့တွေးထိုးကထွက်သွားခဲ့ပါတယ်။ညောက်တဲ့အခါမှာတော့ဟန်ကကလပ်ကိုတောက်ဖို့ပြင်နေပြီးတညတလီသွားတာဘာမှမဖြစ်ဘူးလို့ပြောနေရကြောင်းဂျင်ဘိုကစာချုပ်ထဲကအတိုင်းသူစကားကိုနားထောင်ရမယ်စီးမြင်ကိုဟန်ကချိုးဖောက်နေပြီလို့ပြောခဲ့ပါတယ်။ဟန်ကတော့သူ့ဆရာနဲ့တွားပြော့လိုက်အောင်မယ်လို့ပြောနေရကြောင်းဂျင်ဘိုကဟန်ရဲ့ဆရာကသူ့သားဖြစ်ပြီးအေကချူမဟုတ်ဘူးလို့ပြောခဲ့ရကြောင်းဟန်ကဂျင်ဘိုကိုသူ့ရဲ့တငယ်ချင်းလို့ထင်ထားတာလို့ပြောခဲ့ပါတယ်။လုံးနဲ့ဂျင်ဘိုနဲ့ဟန်တို့စကားများကဟန်ကဂျင်ဘိုရဲ့အနာဖြစ်တဲ့ငွေနေ့ပါတီကိုတော့အတုံးကြောင်မလုံနိုင်တဲ့ကြောင်လို့ပြောကထွက်သွားခဲ့ရကြောင်းဂျင်ဘိုလည်းဒေါသထွက်ကစာချုပ်ကိုဖျက်ခဲ့ပြီးအရက်တွေထိုင်တောက်ခဲ့ပါတယ်။ကလပ်ကိုဟန်ရောက်တဲ့အခါမှာတော့အားလုံးကဟန်ကိုအထင်ကြီးလေးစားနေကြပြီးအော်တိုလမ်းမဲ့ထိုးခိုင်းတာဓာတ်ပုံရိုက်ခိုင်းတာစတဲ့အောင်မြင်မှုရဲ့အရာသာကိုဟန်ကတော့ခံစားနေပါတယ်။တကယ်တော့ဟန်ကိုကလပ်ကိုခေါ်ရတဲ့အကြောင်းကတော့ဟန်မရှိတော့ရွာကိုအမြင့်ဖြုတ်ဖို့ဖြစ်ပါတယ်။လုံးနဲ့ဟန်ကကလပ်မှာပျော်ပါနေတဲ့အချိန်ရွာကိုအိုဂါနဲ့အတူကြောင်နင်ဂျာတွေကတိုက်ခိုက်မိရှို့ဖျက်ဆီးနေကြပြီးဂျင်ဘိုကလည်းထားတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ပေမဲ့အရက်မူးနေရကြောင်းတန်တိုင်နဲ့တိုက်ခါမိလဲသွားခဲ့ပါတယ်။တကယ်တော့ဟန်ကိုလက်မဲ့ထိုးခိုင်းတာဓာတ်ပုံရိုက်ခိုင်းတာပွဲကလူတွေအားလုံးကငွေပေးခေါ်ထားတာဖြစ်ပြီးညာတော့ညင်းမဲ့ရွာလဲပျက်စီးသွားကစူမိုကိုအိုဂါတို့ကဖမ်းဆီးသွားခဲ့ပါတယ်။ဟန်ပြန်ရောက်တဲ့အချိန်မှာတော့ရွာရဲ့အပျက်စီးတွေကိုတွေးခဲ့ပြီးချက်ချင်းပဲဂျင်ဘိုစီပြေးသွားတဲ့အချိန်မှာတော့ဂျင်ဘိုလည်းသတိပြန်ရကညာတော့ကအဖြစ်အပျက်တွေကိုလည်းပြောပြခဲ့ပြီးစူမိုကိုနန်းတော်မှာသွားခဲ့မယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဟန်ကစာမူရိုင်းတယောက်အနေနဲ့သူ့လဲလိုက်မယ်လို့ပြောခဲ့ရကြောင်းဂျင်ဘိုကဟန်ကစာမူရိုင်းမဟုတ်ပဲတုံးရတဲ့ခွေးလို့ပြောခဲ့ရကြောင်းဟန်ကစာမူရိုင်းပြီးသားသွားစူမိုကိုအနိုင်ယူနိုင်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဂျင်ဘိုကတော့စူမိုလဲကျသွားတာဟန်ကြောင့်မဟုတ်ပဲပဲသိန်းတောင်းတွေကြောင်းလို့ပြောကမြင်းကိုပြောင်းပြန်စီးပြီးနန်းတော်စီထွက်သွားခဲ့ပါတယ်ဟန်ကိုလည်းရွာသားတွေကအရွက်တိုက်ပြောဆိုကပြစ်တင်နေကြအကြောင်းဟန်ကအိမ်ကိုပြန်တော့မယ်လို့ပြောခဲ့ပြီးအမီကိုကတော့ခွေးတွေကဘယ်တော့မှစာမူရိုင်းမဖြစ်နိုင်တဲ့အကြောင်းအိမ်ကိုပဲပြန်လိုက်တော့လို့ပြစ်တင်ခဲ့ပါတယ်လုံးနဲ့ဂျင်ဘိုကမြင်းကိုပြောင်းပြန်စီကတောင်ကျန်းလန်းကဖျက်သွားနေပြီးဟန်ကတော့လေ့ကျင့်ရေးနေရာတွေဖက်ကလှေသိမ်းစီသွားခဲ့ပြီး
ကြောက်တုံးပေါ်ထိုင်ထားတဲ့အချိန်မှာတော့အမီကိုပေးထားတဲ့သူ့ပုံသူဆာမူရိုင်းရုပ်လေးကိုတွေ့ကအမီကိုရဲ့ဒီရုပ်လေးကရှင်ဘသူလဲဆိုတာအမြဲတတိပေးလိုက်မယ်ဆိုတဲ့စကားကိုပြန်ကြားအောင်ခဲ့ပါတယ်နန်းတော်မှာတော့ဂျင်ဘိုကစောင့်နေကိုချောင်းကြည့်နေတဲ့အချိန်ဟန်ကရောက်လာပြီးခွေးတွေကဘယ်တော့မှတခင်ပေါ်သစ္စာမဖောက်တတ်ဘူးလို့ပြောခဲ့ပြီးနှစ်ယောက်သားစကားထက်များကြပြန်ပါတယ်လုံးနဲ့ဂျင်ဘိုတို့စကားပြားနေတဲ့အချိန်ရဲမဲ့တွေရောက်လာကြောင်းနှစ်ယောက်သားတိုက်ခိုက်ခဲ့ကြပြီးဂျင်ဘိုကဝင်ပေါက်ကိုရှာဖို့ပြောခဲ့ပါတယ်ဒီလိုနဲ့ဂျင်ဘိုကရဲမဲ့ဟန်ဆောင်ကခွေးကိုဖမ်းလာတဲ့ပုံနဲ့အချုပ်ကန်းစီသွားဖို့ပြင်ခဲ့ပြီးဟန်ကိုအနန်းခံအာယုံနဲ့စူမိုရဲ့တီနီယာကိုမေးကအချုပ်ကန်းစီသွားခဲ့ကြပါတယ်အထဲရောက်တဲ့အခါမှာတော့ဂျင်ဘိုကအချုပ်ကန်းတွေထောင်ထဲချီရှိရကြောင်းအချိန်ကြာနိုင်ပြီးရပ်ပိုင်းလောက်ထိကြာနေတာကြောင့်လူကွဲရှာဖို့ပြောနေတဲ့အချိန်ဟန်ကစူမိုခန်းကိုတွေ့သွားခဲ့ပါတယ်ဂျင်မိုကဓာတ်နဲ့ခိုးရင်ပေါက်လောက်ကဟန်ကိုဝင်ခိုင်းခဲ့ပြီးစူမိုကတော့စိတ်တက်ကြကသူကပင်လယ်ကြီးရဲ့ပစွန်စိတ်လေးပါလို့ပြောနေပြီးဘယ်မှမသွားတော့ဘူးလို့ပြောနေရကြောင်းဟန်ကသူတို့ကတငယ်ချင်းတွေမို့စူမိုကိုကယ်တင်ဖို့သူတို့မှတာဝန်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်စူမိုလည်းပျော်သွားခဲ့ပြီးဂျင်ဘိုနဲ့ဟန်ကိုဖက်ကဂျင်ဘိုကတော့အမြန်ပြန်ဖို့လိုအပ်နေပြီလို့ပြောခဲ့ပါတယ်။လုံးနဲ့ဂိတ်တကားကိုဖျက်ဖို့လေ့ကျင့်ရေးကုန်းကိုကြော်ဖို့လှုပ်ချိန်မှာတော့ဟန်ကကြောင်မီးကိုတက်နေမိပြီးကြောင်ကထောက်ခဲ့ရကြောင်းအချက်ပေးကြောင်တန်နဲ့တူရဲမဲ့တွေကဟန်တို့ကိုတိုက်ခိုက်ဖို့ပြင်ခဲ့ပါတယ်စူမိုကတော့ဘောလုံးတစ်လုံးလိုလိမ့်ကအားလုံးကိုဝင်တိုက်ခဲ့ပြီးဂိတ်တကားကိုဖျက်ဆီးလိုက်တာကြောင့်ဂျင်ဘိုနဲ့ဟန်တို့ပြစ်ထွက်လာတဲ့အချိန်မှာအဆောင်တွေကတန်တကားကိုအောက်ချလိုက်ပြီးအောက်မကျခင်စူမိုကဝင်มาပေးခဲ့ပါတယ်အဲ့ဒီနောက်ဟန်ကနန်းတော်ပြင်ဘက်ရောက်တဲ့ခါမှာတော့ဂျင်ဘိုကတကားကိုခြေထောက်နဲ့နင်းကချခဲ့ပြီးကာကာမူချိုကိုအမြင်ပြန်ဖို့ပြောကဟန်ကတော့ဂျင်ဘိုကိုမထားခဲ့နိုင်ဘူးလို့ပြောနေရကြောင်းစူမိုကဟန်ကိုမကကာကာမူချိုကိုပြန်လာခဲ့ပါတယ်ကာကာမူချိုမှာတော့ရွာကိုစွန့်ခွာဖို့ရွာသားတွေကပြင်ဆင်နေကြပါတယ်အကြောင်းကတော့အေကဂျူကမိစ္ဆာစစ်တပ်ကိုတိစောက်ဖို့အစိုးဆုံးလုံခြံရေးသမားတွေကိုအလိုရှိကြောင်းကြော်ညာစာကိုတွေးခဲ့ကြလို့ဖြစ်ပါတယ်အေကဂျူရဲ့တက်စီကိုတော့ကြောင်သက်ကောင်ကျေးသားတွေဓမြတွေဆိုင်ငယ်ကိုင်းတွေလူဆိုးတခိုးကြဖို့ကျေးသားလူသက်သမားတွေစတဲ့အစိုးဆုံးကြောင်တွေရောက်ရှိနေကြပါတယ်ဟန်ကတော့ရွာသားတွေကိုပြန်လည်တိုက်ခိုက်ဖို့နားကြကအစီအစဉ်တစ်ခုဆွဲလိုက်ပြီးပထမဆုံးအဆင့်အနေနဲ့ဖုန်းလိုင်းတွေကိုဖျက်ခိုင်းကနံပါတ်1အနေနဲ့အမီကိုစက်ကူပုံတူတွေခောက်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့အေကဂျူရဲ့မိစ္ဆာတက်ကြီးရွာကိုချီတက်လာတဲ့အခါမှာတော့ရွာသားတွေကတောင်ကုန်းပေါ်ထွက်နေကြပြီးကြောင်စိုးတွေကတော့စက်ကူရုပ်တွေကိုတိုက်ခိုက်နေကြပါတယ်အဲ့ဒီအချိန်ကိုခွန်ကောင်းယူကကြောင်စိုးတွေမသိခင်ဖွတ်ထားတဲ့ပြောင်းတွေကိုဖောက်ဖို့တနက်နဲ့ပစ်ခိုင်းခဲ့ပြီးဂျားကငှက်ကဝင်လာအကြောင်းအကြံမအောင်တဲ့အပြင်ကြီးတန်းကလည်းတထောင်နဲ့ရှိရကြောင်းအခက်တွေ့နေပါတယ်။ဒါကြောင့်ဟန်လည်းမြားတစ်ချောင်းကိုယူကသူ့ပုံသူစက်ကူရုပ်ကိုမြားထိတ်တက်ခမီးကြီးခဲ့ပြီးပြောင်းအိုးတွေစီပစ်ကဖောက်ခွဲခဲ့ပါတယ်။အဲ့ဒီနောက်ရွာသားတွေကိုတိုက်ခိုက်ဖို့ပြောခဲ့ပြီးဟန်နဲ့တူရွာသားတွေကကြောင်စိုးတွေကိုတိုက်ခိုက်နေတဲ့အချိန်ရှိုးကန်ရောက်လာပြီးအေကဂျူကလည်းအပြေးရောက်လာခဲ့ပါတယ်။ရှိုးကန်ကဘာတွေဖြစ်နေကြတာလဲလို့မေးတဲ့အခါအေကဂျူကဒါတွေအားလုံးကဟန်ကြောင့်ဖြစ်ပြီးသူကကျူးကျော်လာတဲ့ခွေးဖြစ်တဲ့ဟန်ကိုဖမ်းဖို့ကြိုးစားနေတာလို့ပြောကရဲမဲ့တွေကိုဖမ်းခိုင်းခဲ့ပါတယ်။အဲ့တော့ဟန်ကိုတုတ်တင်ဖို့အိုကာကိုမိန်ပေးခဲ့ပြီးအိုကာကဓာတ်နဲ့ခုတ်တဲ့အချိန်မှာပဲဂျင်ဘိုရောက်လာကအချိန်မီကယ်လိုက်နိုင်ပါတယ်အဲ့ဒီအချိန်မှာပဲဂျင်ဘိုကရှိုးကန်ကိုမြင်ကသူ့ရဲ့တခင်ဟောင်းအမက်ကြီးတိုရှီဖြစ်ကြောင်းသိသွားခဲ့ပြီးတိုရှီကရှိုးကန်ဖြစ်ယာလူတက်သွားခဲ့တာဖြစ်ပြီးဂျင်ဘိုကိုဘလို့ဖြစ်သွားရလဲလို့မေးခဲ့ပါတယ်ဂျင်ဘိုကတော့မွေးနေ့ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စအတွက်အချက်ရခဲ့ပြီးတောင်းပန်ကြောင်းပြောခဲ့ရကြောင်းရှိုးကန်ကမွေးနေ့ပွဲတွေကိုသူယိုးနေတာကြာပြီဖြစ်ပြီးအဲ့ညာကမွေးနေ့ပွဲဖြစ်ဖြစ်ကြောင်းသူပြောခဲ့ရတယ်လို့ပြောခဲ့ပါတယ်ရှိုးကန်ကရောက်ခမတွေရောက်ဖတွေကသူ့ရေးချဲလို့ရတာမဟုတ်ပဲတငယ်ချင်းကပဲသူ့ရေးချဲလို့ရတာလို့ပြောကဘဝကတူတောင်းတာကြောင့်ပျော်ပျော်နေတဲ့နေလို့ဂျင်ဘိုကိုပြောခဲ့ပါတယ်အဲ့ဒီနောက်ဂျင်ဘိုကကာကာမူချိုကိုဟန်ကကဲတင်နေတာဖြစ်ပြီးအေကဂျူကကာကာမူချိုကိုဖျက်ဆီးရနေကြောင်းအကုန်ပြောပြခဲ့ပါတယ်အေကဂျူလည်းသူ့မားတွေကိုဖုံးလို့မရတော့တာကြောင့်နန်းတော်စီထွက်ပြေးခဲ့ပြီးဟန်နဲ့ဂျင်ဘိုလည်းလိုက်သွားခဲ့ပါတယ်ဒီလိုနဲ့ဟန်နဲ့အေကဂျူတို့ကနန်းတော်တွေကကြီးမားလှပတဲ့ကြောက်သိမ်းအိမ်သားကြီးပေါ်တိုက်ခိုက်ခဲ့ကြပြီးဒါကအိမ်နာလက်တက်ကပေါ်ဝါပေါ်ကျသွားခဲ့ပါတယ်ဒါကြောင့်ဟန်ကယူကအေကဂျူကိုလည်းနောက်တစ်ကြောင်းထပ်ပေးခဲ့ပြီးတိုက်ခိုက်ကအေကဂျူကလဲကျသွားခဲ့ပြီးဟန်ကခုတ်ဖို့ရွယ်တဲ့အချိန်အေကဂျူကဟန်ကိုလှည့်သားကပါဝါကိုဖျက်ကပေါင်းမပြန်တက်ခဲ့ပါတယ်ဟန်ကတော့ပါဝါသားကိုခိုးစီးကတွဲလောင်းဖြစ်နေပြီးအေကဂျူကဆာမူရိုင်းတောင်မဟုတ်သေးတဲ့ခွေးစီမှာမကြရှုံးညင်ဘူးလို့ပြောနေရကြောင်းဟန်ကအေကဂျူပေးခဲ့တဲ့ဆာမူရိုင်းခွက်နဲ့အေကဂျူကိုပြစ်ပေါက်ခဲ့ပြီးပေါင်းမပြန်တက်ခဲ့ပါတယ်အေကဂျူကတော့ခွက်မှန်ခဲ့ရကြောင်းဆွဲမိဆွဲရဆွဲရင်အိမ်သာရေဆွဲချတဲ့ကျိုးကိုဆွဲမိကအိမ်သာထဲကျသွားခဲ့ပါတယ်ဒါကြောင့်အိုဂါကအေကဂျူကိုဆင်းခဲ့ခဲ့ပြီးရေတွေကုန်သွားတဲ့အချိန်နှစ်ယောက်လုံးအိမ်သာခွဲမှာတစ်သွားခဲ့ရကြောင်းစက္ကန့်ပိုင်းအကြာမှာတော့အိမ်သာထဲကနေရေတွေအန်ထွက်လာခဲ့ပါတယ်ဟန်နဲ့ဂျင်ဘိုလည်းချက်ချင်းဘေးလွတ်ရပြေးခဲ့ပြီးရေတွေကအနိုင်ပိုင်းဖြစ်တဲ့ကာကာမူချိုကိုစီးတော့မှဖြစ်တာကြောင့်ချက်ချင်းပဲကာကာမူချိုကိုပြန်ကရွာထိပ်ကနေစတူးဖို့ဟန်ကပြောခဲ့ပါတယ်ရှိုးကန်ကလည်းဟန်ပြောတဲ့အတိုင်းတူးတက်ကူတူးဖို့ပြောခဲ့ပြီးရွာသားတွေနဲ့တူးခဲ့ကြပါတယ်ဒါပေမဲ့ရေကအလင်းနဲ့စီးလာကြောင်းစူမိုလည်းကြောင်တွေကိုဖဲကအားကုန်ရွာကိုပက်ကတူးခဲ့ပြီးရေတွေလည်းတူးမြောင်းကတဆင့်ရွာကိုကွန်းသွားခဲ့ပါတယ်ဒါပေမဲ့တူးမြောင်းထဲမှာတော့အမီကိုရဲ့ဘော်ဒါတွေကကြံနေခဲ့ပြီးတူးမြောင်းကကြီးရကြောင်းအပေါ်ကိုမတက်နိုင်ပဲရေစည်းနဲ့သူမျောပါသွားခဲ့ပြီးအမီကိုကလိုက်ခဲ့တဲ့အချိန်မှာသူပါရေစည်းနဲ့သူမျောပါသွားခဲ့ပါတယ်။လုံးနဲ့ဟန်နဲ့ဂျင်ဘိုလည်းအမီကိုတို့ကိုဆင်းခဲ့ခဲ့ပြီးရွာသားတွေလည်းတယောက်ချစ်တော့တယောက်ဆွဲကရေထဲဆင်းခဲ့ကြပါတယ်။အဲ့ဒီနောက်စူမိုကတစ်ပင်ကိုလက်လွတ်သွားတဲ့အချိန်မှာတော့အိုဂါကလက်ကိုလှမ်းဆွဲကကူးခဲ့ပြီးနောက်ဆုံးမှာတော့အမီကိုတို့ကိုကယ်လိုက်နိုင်ပါတယ်။ရှိုးကန်ကအရာအလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ကာကာမူချိုရဲ့ဆာမူရိုင်းအဖြစ်ဟန်ကိုခန့်ရကဆာမူရိုင်းဓာတ်ပေးခဲ့ပြီးမြဲဟန်ကတော့ဂျင်ဘိုစီမှာတင်ယူစရာတွေရှိနေရကြောင်း
ရွာကိုအမြဲကဲ့တင်ပေးခဲ့တဲ့အမီကိုဆာမူရိုင်းခန့်ကဓာပေးခဲ့ပါတယ်ဒီလိုနဲ့အမီကိုကဆာမူရိုင်းဖြစ်ကရွာရဲ့ခွေးမဝင်ရဆိုင်းဘုတ်ကိုလည်းပယ်ဖျက်လိုက်ကြပြီးဟန်နဲ့ဂျင်ဘိုတို့လည်းလေ့ကျင့်ရေးကိုပြန်ဆကဇလန်းလေးလည်းပြီးဆုံးသွားပါတယ်